လူအချင်းချင်းပြန်ကူးလာနေတဲ့ Hunter virus တည်ဆုံးနိုင်ကြီး90%အထိထိတ်လန့်စရာမျိုးကွဲအကြောင်း COVID ထက်ကြောက်စရာကောင်းလားဒီနေ့ကတော့မေလ9ရက်ပါတာမန်အားဖြင့်ကြွက်ကနေတဆင့်ကူးစက်တတ်တဲ့ virus တစ်ခုကအခုခါမှာတော့ဇိမ်ခံအပျော်စီးသင်္ဘောကြီးတစ်ခုပေါ်ကခရီးသည်တွေကိုအသက်အန္တရာယ်ချိန်ချောက်နေပါပြီတည်ဆုံးနိုင်ကြီး90%အထိရှိပြီးတော့လူအချင်းချင်းကူးစက်နိုင်တဲ့တစ်ခုတည်းသောမျိုးကွဲဖြစ်တဲ့ Andes Hunter virus အကြောင်းကိုဒီနေ့ရုပ်သံမှာအားလုံးနားလည်အောင်အသေးစိတ်ရှင်းပြပေးပါမယ်။ Hunter virus ဆိုတာအဓိကအားဖြင့်ကြွက်တွေစီကနေပြီးကူးစက်တဲ့ virus တစ်မျိုးဖြစ်ပါတယ်။ကြွက်တွေသူတို့ရဲ့အညစ်အကြေးတွေစီးနဲ့တရေတွေအဲ့ဒါတွေကိုကင်တွယ်မိရာကနေပြီးလူကိုကူးစက်တာဖြစ်ပါတယ်။တချို့အချိန်တွေမှာညစ်ပေနေတဲ့နေရာတွေကိုဒီတပြက်စီလှဲတန်ရှင်းလောက်ရာကနေပြီး virus တွေကလေထဲလွင့်လာပြီးတော့ရှူမိရာကနေလည်းကူးစက်တတ်ပါတယ်။ဒါပေမဲ့အခုဒီဇင်ခံသင်္ဘောပေါ်မှာဖြစ်နေတဲ့ကူးစက်မှုကအတော်လေးကိုထူးခြားပြီးကြောက်စရာကောင်းပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အဆိုအရဆိုရင်သင်္ဘောပေါ်မှာတွေ့ရတဲ့ virus က Andes လို့ခေါ်တဲ့ Hunter virus အမျိုးအစားဖြစ်ပါတယ်။ဒီအမျိုးအစားရဲ့အကြောက်ရဆုံးအချက်ကတော့ကမ္ဘာပေါ်မှာရှိသမျှ Hunter virus တွေထဲမှာတစ်ခုတည်းသောလူအချင်းချင်းပြန်ပြီးကူးနိုင်တဲ့အမျိုးအစားဖြစ်နေတာဖြစ်ပါတယ်။ဒါပေမဲ့လေထဲကနေပြီးအလွယ်တကူကူးစက်တာမျိုးမဟုတ်ဘဲနဲ့တခန်းနေအတူတူနေကြတဲ့သူတွေအချိန်ကြာအလွန်နီးနီးကပ်ထိတွေ့ဆက်ဆံရတဲ့သူတွေကြားမှာပဲကူးစက်နိုင်တာလို့ WHO ရဲ့ကျွမ်းကျင်သူတွေကရှင်းပြထားပါတယ်။ဒီ virus Andes အမျိုးအစားကအာဂျင်တီးနားနိုင်ငံနဲ့ချီလီနိုင်ငံတွေမှာအများဆုံးတွေ့ရပါတယ်။ယောဂလက္ခဏာပြချိန်ဒီ virus နဲ့ထိတွေ့ပြီးတစ်ပတ်ကနေပြီး10ပတ်အတွင်းမှာစပြီးပြသလိမ့်ရှိပါတယ်။များသောအားဖြင့်တော့2ပတ်ကနေပြီး3ပတ်အတွင်း Hunter virus ဒီမျိုးကွဲကပြသလိမ့်ရှိပါတယ်။ကနဦးလက္ခဏာတွေအနေနဲ့ကတော့အစာပိုင်းမှာဖျားမယ်၊ကြွက်သားတွေကြိုက်ခင်းမယ်ဘိုက်အောင်မယ်စတဲ့ဒီတုပ်ကွေးလက္ခဏာမျိုးတွေပြတတ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အမေရိကတိုက်မှာတွေ့ရတဲ့ဒီ Andes Hunter virus ကတော့အလွန်ပဲပြင်းထန်ပါတယ်။ယောဂကမြန်မြန်ဆန်ဆန်ဆိုးရွားလာပြီးတော့အဆုတ်ထဲကိုရေတွေဝင်လာပြီးနှလုံးကိုပါထိခိုက်စေတဲ့အထိဖြစ်စေပါတယ်။ဥရောပနဲ့အာရှမှာတွေ့ရတဲ့ Hunter virus မျိုးကွဲတွေကသေဆုံးနိုင်ရာခိုင်နှုန်းက1ကနေပြီး15%ပဲရှိပေမဲ့အခုဒီတောင်အမေရိကတိုက်ကအမျိုးအစားကတော့သေဆုံးနိုင်ကြီး90%အထိရှိလို့အလွန်ပဲကြောက်စရာကောင်းပါတယ်။အဆိုးဆုံးကတော့ဒီယောဂါကိုကုသဖို့တိကျတဲ့ဆေးဝါးမရှိသေးပါဘူး။လက်ရှိမှာတော့လူနာကိုအနားယူစေတာဒီဓာတ်ဖြည့်ပေးတာအသက်ရှူရခက်လာရင်အသက်ရှူစက် ventilator တက်ပေးတာမျိုးပဲလုပ်ပေးနိုင်ပါသေးတယ်။ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ကြွက်တွေနဲ့မထိတွေ့အောင်နေတာမိမိရဲ့နေရာထိုင်ခင်းကိုတန်ရှင်းအောင်ထားတာပဲဖြစ်ပါတယ်ဒီလိုလူအချင်းချင်းကူးစက်နိုင်တဲ့ Andes Hunter virus အကြောင်းကိုဆရာဝန်တွေက2018ခုနှစ်ကတည်းကသတိထားမိခဲ့တာပါအာဂျင်တီးနားနိုင်ငံတောင်ပိုင်းကဒီရွာလေးမှာလူ100လောက်တက်ရောက်တဲ့မွေးနေ့ပွဲတစ်ခုကျင်းပခဲ့ပါတယ်အဲ့ဒီပွဲမှာဒီလူ30ကျော်ကိုကူးစက်သွားပြီးတော့17ယောက်တောင်တည်ဆုံးခဲ့ဘူးပါတယ်အဲ့ဒီဖြစ်ရက်ကိုတေချာလိလာခဲ့တဲ့ကျွမ်းကျင်သူတွေရဲ့အဆိုအရဆိုရင်လူတွေကဖျားနာတဲ့ပထမဆုံးရက်မှာတခြားလူတွေကိုအများဆုံးကူးစက်စေနိုင်တယ်လို့ဆိုပါတယ်ကူးစက်ဖို့အတွက်အချိန်အကြာကြီးအတူနေစရာတော့မလိုဘဲနဲ့တန့်စင်ခံသွားရင်လမ်းမှာခဏလေးစုံမိသူကိုတော့ကူးစက်သွားတဲ့အထောက်အထားတွေရှိပါတယ်အချုပ်ပြောရရင် WHO ကအခုသင်္ဘောပေါ်ကဒီ Hunter virus ကူးစက်မှုကအများပြည်သူကိုအကြီးအကျယ်အလွယ်တကူကူးစက်ပြန့်နှံ့သွားဖို့အန္တရာယ်အလွန်နည်းတယ်လို့ဆိုထားပါတယ်။ဒါပေမဲ့သင်္ဘောပေါ်ကနေပြီးအရင်ဆင်းသွားခဲ့တဲ့ခီးသည်တွေနဲ့သူတို့စီးခဲ့တဲ့လေယာဉ်ပေါ်ကလူတွေကိုတော့အပူတပြင်းလိုက်ပြီးစုံစမ်းနေပါတယ်။ဒီရုပ်သံကိုကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ link အိမ်မှာလည်းအပြည့်အစုံတွားရောက်ကြည့်နိုင်ပါတယ်။အချိန်နဲ့တပြင်းညီသတင်းတွေဆက်ပြီးသိရဖို့ကျွန်တော်ရဲ့ Telegram Politics လက်ကို join ထားဖို့ဖိတ်ခေါ်ပါတယ်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေ။ကျွန်တော်ကတော့ link အိမ်မှာနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆောင်တွေ့ပါမယ်ခင်ဗျာ။